didn't call her yesterday မနေ့ကငါသူ့ကိုမခေါ်လိုက်မိဘူးဒီမှာစိတ်ဆိုးသွားတယ်ဒီမှာငါ့ကိုဆက်သွယ်ဖြတ်သွားတယ်မခေါ်လိုက်တဲ့ဖုန်းလေးတကောကြောင့်မို့လို့ငါမနေ့ကငါခေါ်ခဲ့ရင်ကောင်းပါခေါ်ခဲ့ရင်ကောင်းပါဆိုတော့I wish နော်လေးကိုပါလေဖြုတ်ပေးရမှာဗော I wish ဒါဒီ verb 2နဲ့စဉ်းစားတာဆိုတော့ I had called call her yesterday ဒါပဲဟုတ်လားအဲ့လိုမျိုးရိုးရိုးလေးပဲစဉ်းစားရတယ်နော် wish နဲ့သက်ဆိုင်တဲ့ exercise တွေတွားရအောင်အဲ့တော့ wish ကကျွန်မရှေ့ဗီဒီယိုမှာသင်ပြီးသွားပြီအဲ့တော့ရှေ့ဗီဒီယိုအောင်ကျွန်တော်တို့အနှစ်ချုပ်လို့ရှိရင်3မျိုးပဲရှိတယ်ဘာလဲဆိုလို့ရှိရင် wish ရဲ့နောက်မှာလိုက်မှာဒီကျမတို့ verb 1အနေနဲ့စဉ်းစားရင်သူ့ကိုဘာပြောင်းမလဲ verb 2အနေနဲ့ပြောင်းမယ်နော်ပြီးတော့သူ့ကို verb 2လို့တကယ်လို့ဖြစ်နေပြီဆိုလို့ရှိရင်တော့သူ့ကိုဘယ်လိုပြောင်းမလဲ have plus verb 3ဟုတ်ပြီနော်တကယ်တမ်းလုံနေတဲ့ဟာရဲ့စန့်ကျင်ဘက်ကိုစဉ်းစားရမှာနော်ကျမတို့ဒီစန့်ကျင်ဘက်ကိုစဉ်းစားရမှာနော်ရှိတယ်လို့ပြောရင်ဟာမရှိရင်ကောင်းမယ်မရှိဘူးလို့ပြောရင်ဟာရှိတယ်လို့ကောင်းဒါမျိုးဖြစ်ရမှာနော်ပြီးသွားလို့ရှိရင်ကျမတို့တခုခုကို verb 1ကိုတွေးတယ်အဲ့ဒါဆိုရင် would would ဒီပါလဲ would plus verb 1ဆိုရင်ပါလဲသူ့ကိုဖြစ်စေခြင်းတာပြင်စေခြင်းတာဟုတ်လားကိုကစိတ်ခဲကနေတော့မဟုတ်သူ့ကိုစကားအနေနဲ့ပဲဖြစ်ဖြစ်ပြင်ခိုင်းစေခြင်းတဲ့ဟာမျိုးပြောချင်တယ်ဆိုလို့ရှိရင်လည်းကျမတို့ would plus verb 1နဲ့ I wish you would ပေါ့ I wish she would ပေါ့နော်ကဲဒါဆိုရင်နံပါတ်1လေးစကြည့်အောင်ပြောနံပါတ်1ဖက် I don't have a big house ပြောင်းပြန်စဉ်းစားရလို့ဆိုမှပြောတယ်ငါမှအိမ်မရှိဘူးဆိုတော့အိမ်ရှိရင်ကောင်းမယ်အိမ်ရှိမယ်လို့ငါဆန္ဒရှိတယ်ဒါမျိုးစဉ်းစားမှာမလားဒါဆိုရင်ကျမတို့ဘယ်လိုရေး I wish I had a big house ဒါပဲ I wish I had a big house မရှိဘူးနော်ရှိချင်တာဒါဆိုရင်နံပါတ်2ဖတ် I didn't call her yesterday မနေ့ကငါသူ့ကိုမခေါ်လိုက်မိဘူးဒီမှာစိတ်ဆိုးသွားတယ်ဒီမှာငါ့ကိုဆက်သွယ်ဖြတ်သွားတယ်မခေါ်လိုက်တဲ့ဖုန်းလေးတကောကြောင့်မို့လို့ငါမနေ့ကငါခေါ်ခဲ့ရင်ကောင်းပါခေါ်ခဲ့ရင်ကောင်းပါဆိုတော့I wish နော်လေးကိုပါလေဖြုတ်ပေးရမှာဗော I wish ဒါဒီ verb 2နဲ့စဉ်းစားတာဆိုတော့ I had called her yesterday ဒါပဲဟုတ်လားအဲ့လိုမျိုးရိုးရိုးလေးပဲစဉ်းစားရတယ်နော် wish ကအရင်သူ့မှာပြောင်းရမယ့်ကိစ္စမျိုးတွေမပါဘူးဆိုမှ grammar နည်းအဖြစ်ဖြည့်တယ်ဆိုလို့ရှိရင်နော် Now number 3I can't speak Japanese အဲ့တော့ဂျပန်စကားမပြောတတ်ဘူးဂျပန်နိုင်ငံလဲသွားမယ်ဟိုရောက်တော့မှပြန်ပြီးတော့သင်မယ်ဆိုလို့ရှိရင်လည်းအဆင်မပြေပြန်အောင်အဲ့တော့ဒီမှာရတဲ့အချိန်လေးကိုမြန်မာနိုင်ငံမှာရှိတော့ဂျပန်မသွားခင်မှာငါစာလေးတက်လိုက်ချင်တယ်ငါဂျပန်လိုပြောတတ်ရင်ကောင်းပါပဲဟာချလောင်းဆိုပြောတတ်လားပြောတတ်ပါဘူးမပြောတတ်ဘူးနော်ဘာလို့ရလဲတင်ရတယ်အချိန်ပေးရတယ်ဆရာကောင်းသမားကောင်းဒီမှာလေ့လာရတယ်ဒါမှပဲတကယ်တက်မှာအဲ့တော့စကားပြောတတ်ချင်လိုက်တာဒါဆိုရင်ဘယ်လိုပြောမလဲI wish I could ခံကခုတ်ဖြစ်သွားမယ် speak Japanese နားလဲလားရှင်းလေးနော်ဟုတ်လားကဲဒါဆိုရင်နံပါတ်4ကိုဖတ်ရအောင် You are always late ဟာနေကအမြဲနောက်ကျနေတာပဲဘာဖြစ်စေချင်တာလဲသူ့ကိုပြင်စေချင်တာမင်းဘာဖြစ်လဲစောလာ I wish ငါဆန္ဒရှိတယ် you would စောလာရင်ကောင်းပါပဲနောက်ကျနေတယ်မင်းစောလာရင်ကောင်းပါပဲ you would come early ဟုတ်ပြီနော်ဒါမှမဟုတ်လို့ရှိရင်လည်းမင်းနောက်မကြရင်ကောင်းပါပဲဒီမှာရှိတဲ့ verb ကိုဆရာမတို့ဒီလိုမပြောင်းချင်ဘူး AI ကို B ပဲပြန်သုံးတယ်ဆိုလို့ရှိရင်သူ့ကိုအငင်းလေးပြောင်းလိုက် you wouldn't be late နင်းနောက်မကြရင်ကောင်းပါပဲနောက်ကြလို့နောက်မကြရင်ကောင်းမယ်လို့ပြောတာနော်အဲ့လိုလဲသုံးလို့ရတယ်နော်ဟုတ်လားအဲ့ဒါနံပါတ်5ဖတ် It's cold today ဒီနေ့အရန်အေးလိုက်တာကွာစာမနဲ့ထက်ချုံရလဲ
ဆယ်ဆောင်ဆယ်တဲ့လောက်ခြုံရလားအရန်အေးတာလားတောင်ကြီးတို့တခြားအေးတဲ့နေရာတွေကျွန်တော်တို့ကချင်ပြည်နယ်တို့ဆိုလို့ရှိရင်အရန်အေးတာအဲ့လိုအေးတဲ့နေရာမျိုးဆိုလို့ရှိရင်နိုးအထူးတွေဝယ်ထားတာနော်ပြော I wish ငါဆန္ဒရှိတယ်မအေးရင်ကောင်းပါပဲ wish it wasn't အငင်းလေးပြောင်းအောင်ပါပေါ့နော် I wish it wasn't cold today မအေးရင်ကောင်းပါပဲအငင်းပြောင်းပြီးတော့ကျမတို့ဒီ verb ကို verb 2လေးရေးပေးရတယ်နားလည်မလားဒီချာကြည့်နော်အဲ့တော့ဒီချာကြည့်လို့ရှိရင် wish အပိုင်းဒီတကယ်တမ်းတိသွားရဲဆိုလို့ရှိရင်သုံးလို့လည်းအဆင်ပြေသွားလိမ့်မယ်နောင်တွေ့တဲ့အချိန်ကြလို့ရှိရင်လည်းအော်ဒီလိုမျိုးလေးဘာသာပြန်ရပါလားဆိုတော့လည်းတိသွားလိမ့်မယ်နော်